ဓာတ်ပုံတွေကို PDF file ဖြစ်ပြောင်းကြမလား ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ Photo Apps ထဲကိုဝင်ပြီးပုံတစ်ပုံရွေးပါပြီးရင်တော့ဖုန်းရဲ့ဘယ်ဘက်တောင်က icon လေးကိုနှိပ်ပြီး Save to Files ကိုနှိပ်ပါပြီးရင်တော့ folder တစ်ခုတည်းကို save လိုက်ပါဒါဆိုရင်တော့ file နဲ့ရောက်သွားမှာဖြစ်ပြီးကို save ခဲ့တဲ့ပုံလေးကိုပြန်နှိပ်လိုက်ပါပြီးရင်တော့ပုံလေးကိုကြာဖိထားပြီး Quick Actions မှာ Create PDF ကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်တော့ PDF file အနေနဲ့ပြောင်းချင်တဲ့ပုံလေးတွေကိုဖန်တီးနိုင်ပြီပေါ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်များမှာလည်းဒီလိုမျိုး Apple device နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်တာမို့လို့ M Drive Apple Authorized Reseller Page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။